စစ်အာဏာရှင်စစ်ချုပ်ငြိမ်းရေးကိုဝိုင်းပြီးကျိုးပန်းနေတဲ့အချိန်ဖြစ်ပါတယ်ဒီလိုစစ်အာဏာရှင်စစ်ချုပ်ငြိမ်းရေးအတွက်ကျိုးပန်းနေတဲ့အချိန်မှာတချို့လူများကတော့အာဏာရှင်စနစ်ခိုင်မြဲရှည်ကြာဖို့အတွက်တောက်တိုင်အဖြစ်ပူးပေါင်းကူညီနေတာကျွန်တော်အားလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ဒီမိတ်ကမှာကတော့ဒီလိုပါဝင်ကူညီနေကြသူများအားလုံးဒီနေ့အချိန်ကစပြီးတော့ရပ်တန့်ပြီးအမှန်တရားဘက်မှာရပ်တည်ကြဖို့လည်းတတိပြုထားတာကိုသိရှိရတယ်နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းဖြေရှင်းဖို့ဆုံးဖြတ်သင့်တယ်လို့အမှားစကားပါထားပါတယ်မိမိလှုပ်ဆောင်တဲ့အလုပ်များဟာအများပြည်သူကလက်မခံဘူးဆိုရင်တန်တဲ့စဉ်းစားအချိန်ကြီးပြုပြင်သင့်ပါတယ်လို့အမှားစကားပြပို့ထားပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဆောင်ရွက်လို့မရဘဲစစ်တိုက်နေကြရပါတယ်ဒီအချိန်မှာကျင့်ဝတ်များကိုလိုက်နာဖို့တိုက်တွန်းထားတာကိုလည်းသိရှိရမှာဖြစ်ပါတယ်တတိယအချက်အနေနဲ့ကတော့စစ်အစိုးရအနေနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားတာကိုမပြုလုပ်ဖို့ပြည်သူလူထုကိုလူသားတိုင်းအဖြစ်မပြုလုပ်ဖို့ပြီးလို့ရှိရင်လူသားတိုင်းရဲ့အသက်ကိုတန်ဖိုးထားဖို့ဆိုပြီးတော့အချက်၃ချက်ကိုအမှားစကားပြပို့ထားတာသိရပါတယ်